ကိုထွေးလေးကဖက်ပြေးသွားတယ်ကိုကြီးရဲ့တကယ်ကဒီလိုငါကျေးဇူးတင်တယ်ဦးစိန်ဒီငါကျေးဇူးတင်တယ်ဘာပဲပြောအားပေးမဲ့သူဆိုတော့ငါနားမှာနေတယောက်ပဲရှိတယ်ငါခြေထောက်ကြီးကိုမတ်တိုင်ပြီးနေတဲ့အချိန်မှာဘယ်သူမှလာမဆွဲပဲဒီငါ့ကိုလာဆွဲအောင်စိန်တော်သေးတယ်ဒီငါလက်ကိုဆွဲမိလို့ကိုကြီးရဲ့ပါလေမျိုးလေးနေတခြားအားလုံးငါမတွေးဝင်ဘူးအောင်မပြောကြပါနဲ့ကွာတော်ကြပါပါလေမျိုးလေးနေတာတော့ဘယ်နဲ့ပြောရမလဲဆိုရင်အဲ့ဒီညအဖြစ်ပြက်တယ်ညီမလေးလုံးဝမမိခဲ့ဘူးကိုကြီးကိုကြီးမိုးတွေကရွာကိုထွေးကပြေးကားပေါ်ကမစင်းတော်တင်ကြီးကချော်လဲဝိုင်းစိန်ရဲ့ငါလေးအဲ့ဒီအချိန်မှာရွာသားတယောက်ကိုဓမီလေးထိုးပေးပါအကူကြီးထောင်းလိုက်တော့အဲ့ဒီရွာသားငါ့ကိုဘာပြောတယ်မှတ်တော့ဘာပြောတော့ကိုကြီးရဲ့ကျုံမှာထင်းမပါလို့ထိုးမပေးနိုင်ဘူးရက်ဆက်လိုက်တာလူကြီးရဲ့ရက်ဆက်လိုက်တာအဲ့ဒီအချိန်မှာငါအချိန်ချင်းဆူတောင်းမိတယ်ဘာသူတောင်းတော့လျှက်စီးရင်ခဏခဏလက်ပါစေကိုကြီးရဲ့ရင်းနဲ့ကြည့်လို့ရတယ်အဲ့ဒီလျှက်စီးရင်လက်မှာငါဖက်တက်ပြန်တွေ့ပါလေအဆိုးဆုံးကတော့တို့အထဲကဘိုးဘိုးဆိုတဲ့ကောင်လေးပေါ့ဘာလို့လဲသူ့ရဲ့ကရိပါပလက်ပြောက်လို့ဆိုပြီးတော့စကိတ်စီအောက်ကိုခေါင်းကြီးထိုးလိုက်အပေါ်ပြန်မော့ရှာလိုက်ပြန်ခေါင်းကြီးထိုးလိုက်အပေါ်မော့ရှာလိုက်ငါပြောပါလေငါစဉ်းစားမိတယ်ဘိုးဘိုးဖဏဆိုတာအောက်မှာပဲရှိမှာပါကွာအပေါ်မော့မလာပါနဲ့လို့ဘိုးဘိုးတကစိတ်မကောင်းဘူးဖြေသားလိုက်ပါကိုကြီးဖဏတရားကို19,000ဖြစ်နေတဲ့အချိန်မှာခရီးပါမတယ်အဲ့ကြရမှာလူရှင်တော်အောင်ဟိပါဖြစ်တဲ့ထင်တော့ပါပြတော့ခရီးပါမတဲ့ကိုအလဲတက်တဲ့ကွဲသွားတယ်မနဲ့စီးစရာမရှိတော့ငါတို့သုံးဘိန်းနဲ့ဖုံကြီးเจ้าကိုလိုက်တော့လေဟင်းညိုတွေကဖိတ်လို့ဖိတ်ပဲဟင်းပို့တယ်ချိုင်းနေကလည်းဖိတ်လို့ဖိတ်ပဲဟင်းပို့တယ်အောက်ကြတဲ့ပဲဟင်းတွေပဲကုန်းရရမှာလားမသိငါတို့ပိုးပစိုးကိုစင်ပါသလို့မထားတာတစ်မျိုးဖုံကြီးเจ้าနဲ့ရောက်တော့လေမောင်းလိုက်တယ်သုံးဘိန်းစရာဘဝမှာဒီလောက်ကျွမ်းကျင်တဲ့သုံးဘိန်းစရာတစ်ခါမှမတွေ့ရဘူးမမောက်ကြဘူးမလားငါထင်တာတော့သုံးမင်းစီရလို့ထင်တာပြီးတော့ပြိုင်ကားမောင်းတဲ့လူဖြစ်နေတယ်တန်တဲ့ညလာကိတ်တာစကားဆက်ရရင်ကိုကြီးဒီမလေးကားလေးကကိုထွေးကမောင်းသွားတယ်လေကားပေါ်ကိုရေဆိုမှကြောက်လို့ဆိုပြီးမတက်တာတကယ်တော့ရေဆိုမှကြောက်လို့မဟုတ်ဘူးဘာဖြစ်လို့တို့ကိုထွေးစကေးမယုံလို့စိတ်ဆိုးစားပြီ